ပြည်ကငါတို့မြန်မာတန်ရိုးရာဂီတရင်ကျင်းမှုတွေပျောက်ကွယ်နေပါဖြစ်နေပါပြီတို့နှလုံးသားကမြန်မာတန်တဲ့အနေငံဂီတဖြစ်နေပါပြီပြိုင်ပွဲတိုင်းလက်မကတ်လို့လေနေတိုင်းကြိုက်တဲ့တို့မြန်မာတန်တွေလောကလေတိမ်ငယ်နေတဲ့အချင်းများဖြစ်ခဲ့ရပြီတွေ့ရလိမ့်မယ်မြန်မာပြည်ထဲမှာမြန်မာတီးသွားများပြတ်ွက်သွားရင်မြန်မာစကားများနဲ့ကြောက်မှဆိုတဲ့မြန်မာတန်စင်ပရိသတ်များအတွက်ရုပ်တလန်းတွေတိုးလွှင့်ပြပါဗျာချင်းလူအားလုံးအခုဆိုအနေကမူရင်တီးသွားမြန်မာတွေအပေကဂီတဖြစ်နေပါပြီအစင်တမ်းများခွဲကြပြီးမဲ့လီနဲ့နော်လည်းရှိနေပါရင်ယနေ့တက်တဲ့မြန်မာတန်တင်တီးကြရင်တပိသက်များသောအများကြီးရှိတယ်မြန်မာပြည်ထဲမှာခံစားမှုနဲ့သက်ဆိုင်တဲ့ရောက်ဂီတတစ်ခုရဲ့ယက်တီမှုမှာမြန်မာတန်စင်တီးသမားများရဲ့ခုဂီတကိုထိန်းသိမ်းကြပါဗျာမြန်မာပြည်မှာမွေးမြန်မာပြည်မှာလူဖြစ်ခဲ့သူမို့ဗုဒ္ဓဘာသာကိုဝေယုံကြည်သူမြန်မာစံနဲ့ဒီတော်များကိုကိုယ်ပိုင်အတွင်းနဲ့ယေရှုခဲ့တယ်အောင်မြင်မှုလမ်းခရီးတော့မှအနိုင်ကတင်းများဖြစ်လာခဲ့တယ်ကိုဘာသာကိုဝဲကိုဖယားကိုရှိခိုးမြမတင်းချင်းများမျက်နှာခဲ့တာတာနေကြလိမ့်သလားတို့မြမပြည်ကတို့မြမတန်ရင်တွေအခုဆိုအနေကဂီတဖြစ်သွားတွေ့ရင်နာရကျမတို့ရဲ့မြန်မာပြည်မှာလီနဲ့နွားလေးရှိနေသေးမြန်မာတန်စင်တချင်းတွေမပြောက်ွယ်နိုင်ပါဘူးဆိုတဲ့စကားအတိုင်းမြန်မာပြည်ကြီးမှာမြန်မာရည်ချင်းမှုမြန်မာစကားမြန်မာတချင်းတွေဟာထာဝရရှိနေစေပါတယ်ကျမတို့နဲ့အတူမြန်မာတန်စင်တေးသမားများကလည်းစီးစီးလုံးလုံးနဲ့ဝိုင်းဝန်းထိန်းသိမ်းပေးကြပါမြန်မာတချင်းများပြောက်ွယ်သွားခဲ့ရင်မြန်မာစကားပါပြောက်ွယ်သွားနိုင်တာမို့ခုနိုင်ငံကကိုဗီတာကိုညနိုးတွေတာတန်ဖိုးထားကြဖို့ဆရာမင်းကျူစုနဲ့ဖွဲ့ကနှိုးဆော်တိုက်တွန်းလိုက်ပါရစေရှင်တာယာငိမ့်ညောင်းဂီတတန်စင်သူ့နိုင်ငံသူ့ရဲ့အကျေးမှုအမှန်အမြဲလူတွဲလျက်ရှိတဲ့ကဘာမှာဒါလည်းသိတဲ့မှာတဲ့ကွာတန်စင်ဂီတအမျိုးကြီးစုံလင်မတူကွဲပြားရှိနေတော့လေမြန်မာချင်းများတော့မြန်မာနိုင်ငံမှာရှိတဲ့နေတာကိုထာဝရထိန်းသိမ်းထားပြီးကြပါလမ်းဖွင့်ပေးပါမြန်မာဂီတကဘာဂီတတစ်ခုရဲ့ဒီစီမရင်ကျင်းမှုတော့မပြောက်စေခြင်းဘူးဗျာမြန်မာတန်စင်ပရိသတ်များကြောင့်တို့မြန်မာပြည်ထမှုတဲ့တွေ့ပြန်နေတန်လေကိုနိုင်ငံကဂီတတန်ဝင်သချင်းတွေအားလုံးအခုဆိုအနေငံမူရင်တေးသွားမြန်မာတန်တွေအပေခံဂီတဖြစ်နေပါပြီအစင်တမ်းများခွဲကြပြီးမဲ့လင်းနေနွားလေးရှိနေပါရဲ့ယနေ့တက်တဲ့မြန်မာတန်စင်တီချင်တဲ့ပရိသတ်များသောအများကြီးရှိတယ်မြန်မာပြည်ထဲမှာဂီတတစ်ခုရဲ့ယက်တီမှုမှာမြန်မာတန်စင်တီးသမားများရဲ့ခုဂီတကိုထိန်းသိမ်းကြပါဗျာမြန်မာပြည်မှာမွေးမြန်မာပြည်မှာလူဖြစ်ခဲ့မို့ဗုဒ္ဓဘာသာကိုဝေယုံကြည်သူမြန်မာစံနဲ့ဒီလို
ရှိခိုးမြမတေးချင်းများညညူခဲ့တာဒါနှိမ့်ကြလိမ့်မလားတို့မြမပြည်ကတို့မြမတန်စင်တွေ အခုဆိုအနေငယ်ကြီးရဖြစ်သွား